ဇလန်းလေးကတော့တောနက်ကြီးတစ်ခုထဲမှာရှာအိုလင်ဘုံကြီးတွေတိုင်းကျင်နေတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။အဲ့ဒီအချိန်မှာပဲဆရာကြီးဖြစ်သူကတပည့်ဖြစ်သူဖန်ကိုအမောင်ပိတ်နေတဲ့ကူကြီးထဲဝင်ဖို့ပြောလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖန်အတွက်နောက်ဆုံးအဆင့်စိန်ခေါ်မှုကိုရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီဖြစ်လို့ပါပဲ။တကယ်လို့ဒီစိန်ခေါ်မှုကိုအောင်မြင်သွားမယ်ဆိုရင်တော့သူဟာတကယ်တိုင်းဆရာအကျော်မော်တယောက်ဖြစ်လာမှာပါ။ဖန်တယောက်ကူလဲရောက်ရောတနေရာထဲမှာငြိမ်ပြီးရက်နေတဲ့တစ်သားရုပ်ထုကြီးတွေကိုတွေ့ပြီးအံ့ဩသွားပါတယ်။ဒါပေမဲ့သူကသူ့နာမည်ကိုလည်းအော်ပြောလိုက်ရောငြိမ်နေတဲ့တစ်သားရုပ်တွေကရုတ်တရက်လှုပ်ရှားလာပြီးသူ့ကိုအသေးအတန်စတင်တိုက်ခိုက်ပါတော့တယ်။ဒီနေရာမှာဖန်ရဲ့ဒနာရီဆန်တဲ့တိုင်းပညာတွေပေါ်ထွက်လာတာပါသူကသူ့ရဲ့ခန္ဓာကိုယ်ကိုကြီးနီအောင်ပြောင်းလဲစေပြီးဘလို့ရိုက်နှက်ကိုမဆိုခန္ဓာရည်ရှိစေတဲ့လှုပ်ဝက်တိုင်းကွက်ကိုတုံးလိုက်ပါတယ်ပြီးတော့တစ်သားရုပ်တွေကြားထဲဘာကူမှမကြောက်ပဲတိုးဝင်ပြီးအစွမ်းကုန်ပြန်လဲချိန်မုန်းပါတော့တယ်တစ်သားရုပ်တွေဘလောက်ပဲများများဖန်ကတော့ကျွမ်းကျင်လာတဲ့တိုင်းကွက်တွေနဲ့အားလုံးကိုရိုက်ချိုးပစ်ခဲ့ပါတယ်ဒါကိုကြည့်ပြီးဖန်တယောက်အရန်ပျော်သွားပြီးဒီစိန်ခေါ်မှုကိုသူနိုင်သွားပြီလို့ထင်လိုက်တာပေါ့ဒါပေမဲ့ဇလန်းကဒီတင်မပြီးသေးပါဘူးမထင်မှတ်ထားတဲ့အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာပါတယ်အဲ့ဒီတစ်သားရုပ်တွေအားလုံးကတနေရာထဲမှာစူးစီးသွားပြီးကြောက်ဖို့ကောင်းတော့အောင်တန်မာတဲ့တစ်သားလူသားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားလို့ပါပဲဒီတစ်သားလူသားကြီးကဖန်ကိုအနိုင်ပိုင်းဖို့အတွက်လမ်းမှာရှိသမျှအရာအားလုံးကိုတစားစီချေမှုဖြစ်ပါတော့တယ်ဒါပေမဲ့ဖန်ကလည်းဖြေးတဲ့သူမဟုတ်ပါဘူးတကယ်ကိုပါနဲ့တဲ့သူပါသူကဒီတစ်သားလူသားကြီးကိုကြိုးကင်နေတဲ့လှုပ်ဝက်ကြိုးတွေကိုလှမ်းဆွဲလိုက်ပြီးနောက်ွယ်ကနေထိန်ကျုပ်နေတဲ့ဘုံကြီးတွေကိုဖော်ကောင်လုပ်လိုက်ပါတော့တယ်ဒီလိုနဲ့ပဲဖန်ရဲ့ပန်းနှံမှုနဲ့ခွန်အားကြီးမားမှုကိုအားလုံးကချီးကျူးခဲ့ကြပြီးသူ့ကိုဒဏ္ဍာရီဝင်တိုင်းဆရာကြီးတယောက်ဖြစ်သတ်မှတ်လိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဖန်ဟာတောင်ပေါ်မှာနှစ်ပေါင်းများစွာတိုင်းကျင်းခဲ့ရကနေသူ့ရဲ့မိသားစုနဲ့တငယ်ချင်းတွေကိုတွေ့ဖို့ရွာဖို့ပြန်လာခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲဇလန်းကနန်းတော်ဘက်ကိုပြောင်းသွားပါတယ်။အာဒိုဟာမျိုးစားမင်းတယောက်ဖြစ်ပြီးလုတ်ပိုင်ခွင့်အာဏာကြီးမှသလိုတကယ်ကိုရုပ်မှကောက်ကျစ်တဲ့သူပါ။စင်ရဲသားတွေငတ်ငုတ်နေကြလို့ရိတ်ခါတွေတိုးမြင့်ပေးဖို့လူတယောက်ကလာရောက်တောင်းပန်တဲ့အခါမှာတော့အာဒိုကညှင်းဆန်လိုက်တဲ့အပြင်အဲ့ဒီလူကိုညှာတာမှုမရှိဘဲတက်ပစ်ဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲဖန်တယောက်9ယောက်နေတဲ့သူ့ရဲ့တငယ်ချင်းဂျိုးဂျုံနဲ့ပြန်ဆုံပါတယ်သူတို့2ယောက်ဟာနေတငယ်ချင်းတွေဖြစ်ပေမဲ့ဖန်ကတိုင်းချင်းဖို့ရှာအိုလင်ကျောင်းကိုထွက်သွားခဲ့တာမို့ဂျိုးတယောက်တည်းကြံခဲ့ရတာပါသူတို့2ယောက်ပြန်တွေ့တဲ့အခါမှာတော့တကယ်ကိုဝမ်းသာအားရဖြစ်သွားကြပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲလက်သေးကွေးကြီးတွေတက်ထားတဲ့ထူးဆန်းတဲ့လူတယောက်ကစင်ရဲသားလူငယ်လေးတယောက်ကိုဝင်တိုက်ခိုက်တာကြောင့်သူတို့2ယောက်လုံးလန့်သွားကြတာပေါ့ကံကောင်းချင်တော့ဖန်ကအချိန်မီဝင်တားနိုင်ခဲ့ပြီးအဲ့ဒီကောင်ကိုအကျဉ်းထောင်ထဲထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လက်သက်ကွေးတဲ့လူကဖန်ကိုအလင်းငိုက်တိုက်ပြီးမြင်းပေါ်တက်ကထွက်ပြေးသွားပါတော့တယ်ဖန်ကလည်းအလွတ်မပေးပဲလျှက်စီးလက်တလို့အမြန်နှုံးနဲ့နောက်ကနေအမိလိုက်ပါတော့တယ်သူတို့2ယောက်မျိုးတဲကလမ်းမတွေပေါ်မှာမိနစ်အတော်ကြာအောင်အသေးတန်လိုက်တန်းပြေးတန်းကစားကြတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလည်းပျက်စီးကုန်တာပေါ့အဆုံးသတ်မှာတော့ဖန်ကအဲ့ဒီဝန်ပလွေလူသားကိုဖမ်းမိသွားပြီးလူများကြီးရှိမှပဲစိန်ခေါ်ပြီးတိုက်ခိုက်ပါတော့တယ်အဲ့ဒီလိုတိုက်ခိုက်နေတော့မှာပဲဖန်ရဲ့အမေရုတ်တရက်ရောက်လာပြီးသူမရဲ့ခွင့်ပြုချက်မရှိပဲရန်ဖြစ်ရမလားအသက်အန္တရာယ်နဲ့ရင်ဆိုင်ရမလားဆိုပြီးလူများကြီးရှိမှတဲ့ဖန်ကိုအော်ဟစ်ဆူပူပါတော့တယ်ဒီလိုနဲ့အမေဖြစ်သူစူပူနေတဲ့အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီးဝန်ပလွေလူသားကတော့လွတ်အောင်ထွက်ပြေးသွားပါတော့တယ်ညဘက်ရောက်တဲ့ခါမှာတော့စင်ရဲသားတွေကိုနှိပ်စက်ညှဉ်းပန်းနေတဲ့ရက်စက်လာတဲ့မျိုးစားမင်းအာဒိုကိုနှိမ်နင်းဖို့အတွက်တော်လန်ရေးသမားတစုလှုပ်ဝက်စုဝေးပြီးအစီအစဉ်ဆွဲကြပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူတို့စီကိုမိများတွေအမြောက်များကြားရောက်ပြီးတိုက်ခိုက်ခြင်းခံလိုက်ရပါတယ်မျိုးစားမင်းအာဒိုကသူတို့ရဲ့အစီအစဉ်တွေကိုကြိုတင်ရင်းမိသွားခဲ့တာပါအဲ့ဒီနောက်မှာတော့မျိုးစားမင်းရဲ့လက်ပါစီဖြစ်လောက်ကင်နေတဲ့ဝန်ပလွေလူသားရောက်လာပြီးတော်လန်ရေးကောင်းဆောင်ကိုဓာတ်နဲ့ထိုးကတနေရာထဲမှာတင်အသေးပိတ်ဆို့လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဖန်တယောက်အမေခွင့်ပြုချက်မရှိပဲရန်ဖြစ်ခဲ့တဲ့အတွက်ပြစ်ဒဏ်အနေနဲ့ရေးအေးထဲမှာတနေ့ကုန်ငြိမ်ငြိမ်လေးစိတ်နေခဲ့ရပါတယ်အဆုံးသတ်မှာတော့သူ့မိကစိတ်ပြေသွားပြီးခွင့်လွှတ်ပေးခဲ့တာပေါ့သူကအဝိစားလဲဖို့ရေထဲကနေတက်ချင်းမှာပဲသူ့ကိုလာချောင်းနေတဲ့မိန်းကလေးတယောက်ကြောင့်လန့်သွားရပြန်ပါတယ်သူမရဲ့နာမည်ကတော့မိုင်းမဲလို့ခေါ်ပြီးသူမကိုပြန်ပေးဆွဲဖို့လိုက်ဖမ်းနေတဲ့လူဆိုးတစုလက်ကနေထွက်ပြေးလာတာပါအဲ့ဒီလူဆိုးတွေရောက်လာပြီးမိန်းကလေးကိုတွေ့မိလားလို့လာမေးတဲ့အခါမှာတော့ဖန်ကမတွေ့ဘူးလို့ညင်းလိုက်ပြီးသူတို့ကိုမောင်းထုတ်ပစ်လိုက်ပါတော့တယ်မိုင်းကဖန်သူ့ကိုကယ်တင်ပေးခဲ့တာကိုကျေးဇူးတောင်မတင်ပါဘူးဒါတင်မကသေးပဲစိတ်ပျက်စရာကောင်းတာကလင်းဝင်းကသူတို့2ယောက်ကိုမြင်သွားပြီးအထင်လွဲသွားတာပဲဖြစ်ပါတယ်လင်းဆိုတာကဖန်ရဲ့စစ်ဆက်ထားသူဖြစ်ပြီးဂျိုးရဲ့ညီမလည်းဖြစ်ပါတယ်သူမကဖန်တယောက်မိုင်းနဲ့ဖောက်ပြန်နေတယ်လို့ထင်သွားတာပေါ့ဒါကြောင့်ဖန်လဲတုံ့လောက်သွားပြီးပါပဲဖြစ်လင်းစိတ်ကြည်နဲ့အောင်ပြန်ချောရမယ်ဆိုပြီးသူမသွားလေရနောက်ကနေတကောက်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဂျိုးကလင်းကိုသူတို့အဖေအိမ်ပြန်မလာသေးတဲ့အကြောင်းပြောပြနေပါတယ်တကယ်တော့သူတို့အဖေဟာအစောပိုင်းကအဖမ်းခံလိုက်ရတဲ့ဒေါ်လာကြီးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးမျိုးစားမင်းအာဒိုနဲ့ဝန်ပလွေလူသားတို့ကသူ့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်ဒါအပြင်လင်းစီမှာလူအများကြီးကိုအန်ရပေးနိုင်တဲ့လှုပ်ဝက်ချက်တွေပါတဲ့စာအုပ်တအုပ်ရှိနေပြီးအာဒိုလက်ထဲမရောက်အောင်သူမအမေကလှုပ်ဝက်သိမ်းဆီးခိုင်းထားတာပါနောက်တနေ့မနက်မှာတော့ဖန်ကမိုင်းကိုခေါ်ပြီးလင်းကိုသွားတောင်းပန်ဖို့လုပ်ပေမဲ့လင်းတယောက်ဘာအရေးအယောင်မှမရှိပဲပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ဖန်ကတော့လင်းကိုရှောင်းကပြန်ပေးဆွဲသွားတာဖြစ်နိုင်တယ်လို့တန်တရားဝင်မိသွားတာပေါ့ရှောင်းဆိုတာကတော့မျိုးထဲမှာအင်အားကြီးဆုံးဂိုင်းစတာကောင်းဆောင်တယောက်ဖြစ်ပြီးတကယ်ကိုခွန်အားကြီးမားတဲ့သူပါဖန်လည်းချက်ချင်းပဲရှောင်းရှိကိုရုတ်တရက်ရောက်သွားပြီးမင်းလင်းကိုဖမ်းထားတာမလားဆိုပြီးတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတော့တယ်လူအများကြီးရှိမှတင်ဖန်ကရှောင်းကိုအလဲထိုးပစ်လိုက်ပေမဲ့ရှောင်းကတော့ရေမောပြီးသူကစနှောက်နေတာဖြစ်ကြောင်းဘသူကမှပြန်ပြီးမဆွဲထားကြောင်းပြောလိုက်ပါတယ်ဒါကြောင့်ဖန်လဲလင်းပဲရောက်နေမှမသိတော့ပဲပိုပြီးစိုးရိမ်လာတာပေါ့အဲ့ဒီနောက်ဖန်မိုင်းနဲ့ဂျိုးတို့အိမ်မှာရှိနေတော့မှာပဲလင်းတယောက်ရုတ်တရက်ပြန်ရောက်လာပါတယ်ဒါပေမဲ့သူမဘယ်သွားခဲ့လဲဆိုတာကိုတော့ဘာမှဖွင့်မပြောပါဘူးဖန်ကအထင်လွဲတာတွေကိုလိုက်တောင်းပန်ပေမဲ့လင်းကစိတ်ဆိုးပြီးသူ့ကိုအိမ်ထဲကနေမောင်းထုတ်ပစ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲတော်လန်ရေးကောင်းဆောင်ရဲ့တမီးဖြစ်သူလင်းစီမှာလှုပ်ဝက်စာအုပ်ရှိနေနိုင်တယ်ဆိုတာကိုမျိုးစားမင်းအာဒိုကသိသွားပြီးသူမကိုအမိန့်နဲ့ဖမ်းဆီးခိုင်းလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဖန်နဲ့မိုင်တို့လမ်းလျှောက်နေရင်သူ့ရဲ့စစ်ဆက်ထားသူကသူ့ကိုစကားမပြောလို့ဖန်တယောက်စိတ်ညစ်နေတာပေါ့အဲ့ဒီအချိန်မှာပဲအစောပိုင်းကလက်သေးကွင်းတဲ့လူကရုတ်တရက်ထပ်ပေါ်လာပြီးသူတို့ကိုဝိုင်းထားလိုက်ပါတယ်ဒီနေရာမှာရင်လှုပ်ဝက်ချက်တစ်ခုပေါ်လာတာကတော့တကယ်တော့မိုင်ဟာဂိုင်းစတာကောင်းဆောင်ရှောင်းရဲ့တမီးဖြစ်ပြီးအဖေနဲ့ရန်ဖြစ်ပြီးထွက်ပြေးလာတာဖြစ်ပါတယ်ရှောင်းကသူ့တမီးကိုဘေးကင်းကင်းနဲ့ပြန်ခေါ်လာပေးလို့ဖန်ကိုကျေးဇူးတင်ကြောင်းပြောတဲ့အပြင်
မျိုးစားမင်းအာတိုကဖမ်းရဲ့စစ်ဆက်ထားသူလင်းနဲ့သူမရဲ့အဖေကိုပါဖမ်းဆီးသွားပြီဖြစ်လို့အမြန်ဆုံးသွားကြရတော့မယ်ဆိုတဲ့အရေးကြီးသတင်းကိုပါပြောပြလိုက်ပါတော့တယ်။တစ်ဖက်မှာတော့တော်လန်ရေးကောင်းဆောင်ကြီးဟာရရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခံနေရပါတယ်။ဒါတင်မကသေးပဲလှုပ်ဝက်စာအုပ်ရှိတဲ့နေရာကိုဖွင့်မပြောရင်တမိဖြစ်သူလင်းကိုတပ်ပစ်မယ်ဆိုပြီးအာတိုရဲ့လက်ထောက်ကချင်းချောက်နေတာပါအစပိုင်းမှာတော့ကောင်းဆောင်ကြီးကညှဉ်းဆန်နေခဲ့ပေမဲ့တမိဖြစ်သူအတွက်စိုးရိမ်စိတ်နဲ့ရဲမက်တယောက်ရဲ့ဓာတ်ကိုလူယူပြီးသူ့ကိုယ်သူအဆုံးစီရင်သွားပါတော့တယ်သူရှိနေရင်တမိဖြစ်သူကိုဆက်ပြီးချင်းချောက်လို့မရတော့အောင်ကိုအနစ်နာခံသွားခဲ့တာပေါ့။ဝမ်းနည်းစရာကောင်းတာကဖန်တယောက်ရောက်လာတဲ့အချိန်မှာတော့ခေါင်းဆောင်ကြီးတိတ်ဆုံးသွားခဲ့ပြီဖြစ်လို့နောက်ကျသွားခဲ့ပါပြီ။ဒါအပြင်သူ့ရဲ့စစ်ဆက်ထားသူလင်းပါတစခံဖြစ်ဖန်ဆီးခံထားရတာကိုသိလိုက်ရပါတယ်။ဖန်လဲဒေါသလေးလေးထွက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုကျင်းနီအောင်ပြောင်းလဲစေတဲ့တိုင်းကွက်ကိုထပ်သုံးကရဲမက်တွေဘလောက်ပဲများများအလွယ်တကူချင်းမုန်းပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ကောက်ကျစ်တဲ့အာတိုရဲ့လက်ထောက်ကလင်းကိုတပ်ပစ်မယ်လို့ထပ်ပြီးချင်းချောက်တာကြောင့်ဖန်ဟာလင်းရဲ့အသက်ပေးကင်းမှုအတွက်နောက်ဆုတ်ပြီးထွက်ပြေးခဲ့ရပါတော့တယ်။ဖြစ်ပျက်သမျှကိုမျိုးစားမင်းအာတိုကြားသိရတဲ့အခါမှာတော့အလွန်မင်းဒေါသထွက်သွားပြီးဟီမိုရေးမောင်းကိုတိုက်ပွဲအတွက်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်ဟီမိုဆိုတာကတော့ပြင်းထန်တဲ့အစိတ်တွေကိုတုံးတက်တဲ့တကယ်ကိုကျွမ်းကျင်တဲ့လူသက်သမားတစ်ယောက်ဖြစ်ပြီးအာတိုကိုမုန်းတီးပေမဲ့တားဖြစ်သူအတွက်အလုပ်ကျွေးပြုနေရတဲ့ဝန်ပလွေလူသားရဲ့အဖေပဲဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့ဖန်တယောက်လင်းကိုဘယ်လိုသွားကြရမလဲဆိုတာလမ်းဆက်မပေါ်ပဲစိတ်ပူပန်ပြီးအတွေးများနေပါတော့တယ်ဒီလိုနဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ဖန်ကိုသူ့အမေကပါဝင်ပြီးဆိတ်ရှုပ်ဖို့ဖြောင်းဖြားရပါတော့တယ်အဲ့ဒီအချိန်မှာပဲမျိုးစားမင်းအာတိုရဲ့လက်ပါစီတွေစီကပေးလိုက်တဲ့စာတစ်စောင်ကိုအစီကံတယောက်ကလာပေးပါတယ်စာထဲမှာတော့ညဘက်ကျရင်တောထဲမှာလာတွေးဖို့ရေးထားတာပေါ့ဒါကြောင့်သူ့အမေကလည်းဖန်ကိုတိတိကျကျသတိထားဖို့မှာလိုက်ပါတယ်ဖန်တယောက်တောထဲကိုသွားပြီးအာတိုရဲ့လက်ထောက်နဲ့တွေ့တဲ့အခါမှာတော့အဲ့ဒီလက်ထောက်ကလှုပ်ဝက်စာအုပ်အကြောင်းကိုစပြီးမေးပါတော့တယ်ဖန်ကစာအုပ်ကိုထုတ်ပြလိုက်ပေမဲ့အာတိုရဲ့လက်ထောက်ကစစ်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာအတူကြီးဖြစ်နေတာကိုသိသွားပါတယ်အဲ့ဒီနောက်မှာတော့ဝန်းပုလွေလူသားကသူ့ရဲ့စွမ်းအားပြည့်ထုတ်သုံးပြီးဖန်ကိုဝင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဖန်ကလည်းကျွမ်းကျင်လာတဲ့တိုင်းကွက်တွေနဲ့ရှောင်တိန်နိုင်ခဲ့တာပေါ့ဒါတင်မကသေးပဲဟီမိုဟေးမောက်ကပါပြင်းထန်တဲ့အစိတ်တွေကိုတုံးပြီးဖန်ကိုအပြည့်ရှင်ဖို့လုပ်တဲ့အတွက်ဖန်တယောက်တေးလူမျိုးပါဖြစ်သွားရပါတယ်ကံကောင်းရှင်တော့အရေးကြုံတဲ့အချိန်မှာပဲသူ့အမေရုတ်တရက်ရောက်လာပြီးဖန်ကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းဝန်ပုလွေလူသားရဲ့အဖေဖြစ်သူကဒဏ်ရာပြင်းထန်ရသွားပြီးချက်ချင်းကုသဖို့လိုအပ်နေတာကြောင့်ဝန်ပုလွေလူသားလည်းနောက်ဆုတ်ပြီးထွက်ပြေးသွားပါတော့တယ်ဒါပေမဲ့အာတိုရဲ့လက်ထောက်ကတော့အစိတ်မိပြီးအားနေနေတဲ့ဖန်ရဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးရဲမက်တွေကိုဖန်ကိုတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်အဲ့ဒီလိုအသက်အန္တရာယ်ကြုံနေရတဲ့အချိန်မှာပဲနင်းနှဖုံးစွတ်တိုင်းသမားတယောက်ရုတ်တရက်ပေါ်လာပြီးဖန်ကိုကာကွယ်ပေးတဲ့အပြင်အာတိုရဲ့ရဲမက်တွေကိုပါအကုန်မောင်းထုတ်ပစ်လိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲမျိုးစားမင်းအာတိုကတော့အလုံးမဖြစ်ခဲ့တဲ့ဝန်ပုလွေလူသားနဲ့သူ့အဖေကိုဒေါသတကြီးအော်ဟစ်ဆူပူနေပါတယ်ဝန်ပုလွေလူသားရဲ့အဖေကလည်းတနာကယူနာတက်ဖို့အတဲအတန်တောင်းပန်နေတာပေါ့ဒီနေရာမှာတင်လှုပ်ဝက်ချက်တစ်ခုသိလိုက်ရတာကတကယ်တော့ဝန်ပုလွေလူသားမှာယောဂအဆန်းတစ်ခုရှိနေပြီးအာတိုကသာအဲ့ဒီယောဂပျောက်ကင်းမဲ့ဆေးကိုအပိုင်းချုပ်ထားတာပါအဲ့ဒီဆေးတာမရရင်သူ့သားတရားမှာဖြစ်လို့အာတိုခိုင်းသမျှကိုမလွန်ဆန်နိုင်ပဲလုပ်ပေးနေရတာဖြစ်ပါတယ်တစ်ဖက်မှာတော့ဖန်ဟာတော်လိုင်းရဲ့အဖွဲ့ရဲ့စစ်မှန်တဲ့လှုပ်ဝက်စာအုပ်ဘယ်မှာရှိလဲဆိုတာကိုရှာဖွေတွေ့ရှိသွားပြီးအတည်ပြုနိုင်ဖို့အတွက်သူ့အမေနဲ့ရှောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝန်ပုလွေလူသားစီကနေနောက်ဆုံးအဆင့်အသေးကြီးရင်ဆိုင်ဖို့စင်ခေါ်တဲ့စာတစ်စောင်ကိုဖန်ရုတ်တရက်လက်ခံရရှိလိုက်ပါတယ်ဖန်ကလည်းဒီစင်ခေါ်မှုကိုလက်ခံလိုက်ပြီးအသက်လူတိုက်ပွဲဆင်နွှဲဖို့အတွက်တောအုပ်ထဲကိုပြန်သွားခဲ့တာပေါ့တိုက်ပွဲအစမှာတော့ဖန်ကအာတိုဟာဆေးနဲ့ချင်းချောက်ပြီးသူတို့ကိုအတင်းအဓမ္မခိုင်းစေနေတာဆိုတာသိနေတဲ့အတွက်တိုက်ပွဲကိုရပ်တန့်ဖို့ဝန်ပုလွေလူသားကိုဖြောင်းဖြပါသေးတယ်ဒါပေမဲ့ဝန်ပုလွေလူသားကတော့လက်မခံပဲဖန်ကိုအသေးအတန်ပဲပြန်လဲတိုက်ခိုက်ပါတော့တယ်ဖန်လည်းအကြီးကျယ်ဒေါသထွက်သွားပြီးသူ့ရဲ့စစ်မှန်တဲ့အစွမ်းတွေကိုထုတ်သုံးတာကြီးနီအောင်ပြောင်းလဲစေတဲ့တိုင်းကွက်နဲ့ဝန်ပုလွေလူသားကိုအလဲထိုးပစ်လိုက်ပါတော့တယ်ဒါပေမဲ့ဝန်ပုလွေလူသားဟာတကယ်စိတ်ရင်ကောင်းရှိပြီးတကယ်တမ်းရုံမာတဲ့သူမဟုတ်တာကိုသိနေတဲ့အတွက်ဖန်ကသူ့ကိုမတက်ပဲလွတ်ပေးလိုက်ပါတယ်ဝန်ပုလွေလူသားတယောက်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အဖေဟာယောဂဝေဒနာနဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်တာကိုတွေ့လိုက်ရပြီးရင်ခွဲမတက်ဆိုင်ကြီးတင်ရင်ငိုကြွေးပါတော့တယ်တစ်ဖက်မှာတော့ဖန်ဟာသူ့အမေနဲ့ရှောင်းကိုတွားတွေ့ပြီးဝန်ပုလွေလူသားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲအကြောင်းပြောပြနေတော့မှာပဲဂျိုးတယောက်ပျောက်ဆုံးနေတာကိုသိလိုက်ရပြီးအံ့ဩသွားပါတယ်တကယ်တော့ဂျိုးဟာသူ့ညီမလင်းလွတ်မြောက်ဖို့အတွက်လှုပ်ဝက်စာအုပ်နဲ့လဲလှယ်မယ်ဆိုပြီးမျိုးစားမင်းအာတိုနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့တွားခဲ့တာပါအစပိုင်းမှာအာတိုကလင်းကိုထုတ်ပြခဲ့ပေမဲ့လင်းတယောက်ရက်ရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခံထားရတာကိုအထင်ရှားတွေ့လိုက်ရပါတယ်ဂျိုးလည်းငိုကြွေးပြီးစာအုပ်ကိုပေးဖို့သဘောတူလိုက်တဲ့အချိန်မှာပဲကံကောင်းကျင်တော့ဖန်တယောက်အချိန်မီရောက်လာပြီးတားဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ကောက်ကျစ်တဲ့အာတိုကတော့စာအုပ်ကိုအခုချက်ချင်းမပေးရင်လင်းကိုတက်ပစ်မယ်ဆိုပြီးထပ်မံချင်းချောက်လိုက်ပြန်ပါတယ်ဖန်ကသူ့ရဲ့စိတ်ဆက်ထားသူကိုကယ်ဖို့အတွက်တော်လန်ရေးစာအုပ်နဲ့လဲလှယ်ဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်မှာပဲဖက်ရဲ့အမေနဲ့ရှောင်းတို့ရုတ်တရက်ရောက်လာပြီးအာတိုရဲ့လက်ထောက်ကိုလှည့်စားကစာအုပ်လည်းမပေးရပဲလင်းကိုအောင်မြင်မြင်ကယ်တင်နိုင်ခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အာတိုကတော့အကြီးကျယ်ဒေါသပေါက်ကွဲသွားပြီးသူတို့ကိုအပြည့်ရှင်းပစ်ဖို့ရင်းမက်အားလုံးကိုအမိန့်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့အာတိုရဲ့စစ်တေတွေနဲ့ဖန်တို့ဖွဲ့ကြတဲ့မှာပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုစတင်ဖြစ်ပွားပါတော့တာပေါ့တိုက်ပွဲအလယ်မှာတင်အာတိုကဖန်ကိုအလစ်ဝင်တက်ဖို့ကြိုးစားတဲ့အချိန်လင်းကဖန်ကိုကာကွယ်ဖို့အတွက်သူမရဲ့အသက်ကိုအနစ်နာခံပြီးဝန်ခံလိုက်ပါတယ်ဖန်တယောက်အော်တုံလုပ်သွားတယ်လို့ဂျိုးလည်းစိတ်လွတ်သွားပြီးအာတိုကိုဝင်တိုက်ပါတော့တယ်ဒါပေမဲ့ဂျိုးကအားနဲ့လုံးလာကြောင်းအာတိုရဲ့လက်ချက်နဲ့တစ်ချက်တည်းတင်အသက်ပြောက်သွားခဲ့ရပါတယ်မိမိရဲ့မျက်စိရှိတင်ပဲချစ်သူပေါ်အချစ်ဆုံးတငယ်ချင်းကိုပါတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတဲ့ဖန်တယောက်ယူသွမတက်ခံစားရပြီးတွေးယူတွေးတန်းဖြစ်သွားပါတော့တယ်ဖန်ကသူ့ရဲ့ဂျင်းနီအောင်ပြောင်းလဲစေတဲ့တိုင်းကွက်ကိုသုံးပြီးအစွမ်းကုန်တိုက်ခိုက်ပြီးမဲ့ကောက်ကျစ်တဲ့အာတိုကလည်းတမဏိလက်တီတိုင်းကွက်ကိုတက်မြောက်ထားတာမှုဖန်ရဲ့ခုခံမှုကိုဖျက်ဆီးပြီးအားနဲ့သွားအောင်လုပ်နိုင်ခဲ့ပါတယ်အဲ့ဒီအပြင်ရဲမက်တွေကဖန်ရဲ့အမေနဲ့ရှောင်းကိုပါဖမ်းဆီးလိုက်ကြပါသေးတယ်အခုချိန်မှာတော့ဖန်ရဲ့အားနဲ့ချက်ကိုတီးသွားတဲ့အာတိုဟာဖန်ကိုတစ်ဖက်သက်လုံးဝအသာစီးရပြီးထိန်းချုပ်ထားနိုင်ခဲ့ပါပြီ
ဒီလိုနဲ့ဖန်းကိုအပြက်ရှင်းတော့မဲ့အချိန်မှာပဲဝန်ပွတ်လွေလူသားကရုတ်တရက်ပေါ်လာပြီးအာတိုကိုအသေးအံဝင်လိုက်ပါတော့တယ်ဝန်ပွတ်လွေလူသားကသူ့အဖေတေဆုံးခဲ့ရမှုအတွက်အာတိုကိုအပြစ်တင်ပြီးအညိုတကြီးကလေးစားချေဖို့ကြိုးစားနေတာပါသူကသူ့ရဲ့အရှိန်ဟုန်အားအင်တွေနဲ့အာတိုကိုဖိနှိပ်ထားနိုင်ခဲ့ပေမဲ့အာတိုကလည်းတာမန်လူမဟုတ်ပါဘူးကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့အတွက်တံမဏိလက်တီးကွက်ကိုတုံးပြီးဝန်ပွတ်လွေလူသားရဲ့အသက်ကိုအဆုံးစီရင်လိုက်ပါတော့တယ်ဒီအတော်တွင်းမှာတော့ဖန်းတစ်ယောက်တန်းရအပြင်းထန်ရထားတဲ့အတွက်ဒီတိုင်းဆိုတည်သွားနိုင်လို့သူ့အမေနဲ့ရှောင်ကိုထားခဲ့ပြီးလွတ်မြောက်အောင်အရင်ပြေးခဲ့ရပါတယ်ဒါကိုသိသွားတဲ့အာတိုကသူ့ရဲ့ရဲမက်တွေကိုမြို့အနှံ့ရှာဖွေခိုင်းပြီးဖန်းကိုအမြင့်ပြတ်ချေမှုအမိန့်ပေးလိုက်ပါတော့တယ်ဖန်းကတော့မိုင်းနဲ့အတူပေါင်းအောင်နေရပြီးအာတိုကသူ့အမေနဲ့ရှောင်ကိုမြို့လေကွင်းပြင်မှာကွမျက်တော့မယ်ဆိုတဲ့သတင်းကိုလက်သမားတစ်ယောက်စီကနေကြားသိလိုက်ရပါတယ်ဒါကြောင့်သူအချိန်ဆွဲလို့မရတော့ပဲချက်ချင်းလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်တစ်နေ့မနက်မှာတော့ရှောင်နဲ့ဖန်းရဲ့အမေကိုလူအများရှိထုတ်ပြလိုက်ပြီးအာတိုရဲ့လက်ထောက်ကသူတို့ကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ကွမျက်မယ်လို့ကြေညာပါတယ်ဒါပေမဲ့မြို့သူမြို့သားတွေကတော့အာတိုဟာလူလိမ်တစ်ယောက်ဆိုတာကောင်းကောင်းသိနေကြတဲ့အတွက်ဒီဆွဆွဲချက်ကိုလုံးဝမယုံကြည်ကြပါဘူးရဲမက်တွေကအပြစ်မဲ့တဲ့မြို့သူမြို့သားတွေကိုအတင်းအဓမ္မအတန်တိတ်ခိုင်းမှုစူးစမ်းနေတဲ့အချိန်မှာပဲမိုင်းကရုတ်တရက်ပေါ်လာပြီးအာတိုရဲ့ပြစ်ဒဏ်ခတ်ရမယ့်အချိန်ရောက်ပြီဖြစ်ကြောင်းကြွေးကြော်လိုက်ပါတော့တယ်အဲ့ဒီနောက်သူမနဲ့အတူပါလာတဲ့တော်လန်ရေးစစ်တပ်ကြီးတစ်ခုလုံးကိုချပြလိုက်ပါပြီးဒီလိုနဲ့အာတိုရဲ့ရဲမက်တွေနဲ့တော်လန်ရေးအဖွဲ့တွေကြားမှာအကြီးအကျယ်တိုက်ပွဲဖြစ်ပွားပြီးတကွင်းလုံးရုံးရင်ဆန်ခတ်ဖြစ်သွားပါတော့တယ်ဒီကဘာပြတ်မတက်တိုက်ပွဲကြီးအလယ်မှာပဲအာတိုကဒေါသတကြီးပေါ်လာပြီးနောက်ဆုံးအဆင့်အပြတ်ရှင်းဖို့အတွက်ဖန်းကိုလူသူစိတ်ငြိမ်တဲ့အဆောက်အုံဟောင်းတစ်ခုစီဆွဲခေါ်သွားပါတော့တယ်အာတိုအဆောက်အုံထဲဝင်လာတာနဲ့ဖန်းကအလစ်ဝင်တိုက်ဖို့ကြိုးစားပေမဲ့လည်းအာတိုကနှစ်ပေါင်းများစွာတိုင်းပညာကိုလေ့ကျင့်ထားတဲ့ဝါရင်တိုင်းသမားတစ်ယောက်ဖြစ်တာကြောင့်တာမန်ထက်ပိုပြီးကျွမ်းကျင်လို့နေပါတယ်ဖန်းဘယ်လိုပဲကြိုးစားပါစေအာတိုရဲ့အစွမ်းစားနဲ့ခွန်အားကိုမရှင်နိုင်ဖြစ်နေရပါတယ်အာတိုကသူ့ရဲ့တံမဏိလက်တီးကွက်ကိုတုံးပြီးဖန်းကိုတစ်ဖက်သက်ထိန်းချုပ်ပြီးနှိပ်စက်ပါတော့တယ်ဖန်းအသက်ပြောက်တော့မဲ့ဆဲချိန်မှာပဲသူကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်တစ်ခုကိုအသက်သွင်းလိုက်ပြီးအာတိုကိုအငိုက်မိသွားစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဖန်းကအာတိုကိုမတနာတန်းတရားဆက်ပြန်လဲထူထောင်ပါတော့တယ်နောက်ဆုံးမှာတော့ဘယ်ရာနဲ့မှမတူတဲ့ပြင်းထန်လာတဲ့တည်စီနိုင်လောက်တဲ့လက်တီးချက်ကြီးနဲ့တူသူ့ရဲ့ဆိတ်ဆက်ထားသူလင်းနဲ့တငယ်ချင်းဖြစ်သူကျိုးတို့အတွက်ကလေးစားကိုအောင်မြင်မြင်ချေမှုန်းနိုင်ခဲ့ပါပြီဇလန်းရဲ့အဆုံးသတ်မှာတော့ရှောင်းတဲ့ဖက်ရဲ့အမေဦးဆောင်တဲ့တော်လိုင်းရဲ့အဖွဲ့တွေဟာခြားစားနေတဲ့ရဲမက်တွေနဲ့အာတိုရဲ့လက်ထောက်ကိုပါအပြတ်သက်အနိုင်ရရှိသွားပါတော့တယ်ရှောင်းဟာတစ်ချိန်ကရာဇဝတ်ကောင်ဖြစ်ခဲ့မှုပေမဲ့တော်လိုင်းရဲ့အဖွဲ့ကိုကူညီပေးခဲ့ပြီးလမ်းမှန်ပေါ်ပြန်ရောက်လာခဲ့တာကြောင့်သူ့ကိုမြို့တော်ဝန်အသစ်အဖြစ်ခန့်အပ်လိုက်ပါတော့တယ်ဒါကတော့ဒီဇလန်ရဲ့ပြည့်ပြည့်စုံတဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာအခုလိုဇလန်ချင်းကိုသဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုကို like ပေးဖို့ channel ကို subscribe လုပ်ထားဖို့နဲ့နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်လွတ်မခံရအောင်အတိပေးချက်ခေါင်းလောင်းလေး notification bell ကိုလည်းနှိပ်ထားပေးကြပါဦးတော့အားလုံးပဲကိုယ်စိတ်နှပါကျန်းမာကြပါစေနောက်ထပ်စကားကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ